ဒီနေ့မှာတော့ Coco Original ကနေပြီးတော့ကျွန်တော်အတွက်ပို့လာတဲ့ PR gift outfit လေးတွေကို try on လုပ်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးအင်ကြီးလေးကတော့ tan top လေးဖြစ်တယ်ဒီကောင်လေးက rib သားနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်သူကရေလျှော်လဲကျဲသွားတာတွေတော့မရှိဘဲနဲ့ခန္ဓာကိုယ်ပေါ်မှာကက်ကက်လေးနဲ့တော်တော်လေးဝတ်လို့ကောင်းတယ်နောက်တစ်ထည်ကတော့ဂျင်းအပျော့သားလေးပေါ့သူကတော့လက်တူလေးနဲ့ခတူပုံစံလေးလာတယ်နောက်တစ်ထည်ကတော့ T-shirt လေးပြလေပင်ပေါက်ကအရင်ကြီးမကျဲပဲနဲ့အသားလေးကလည်းပျော့ပျော့လေးနောက်ဆုံးကတော့ဂျင်မောက်မီရှီလေးဖြစ်ပြီးတော့သူ့ရဲ့ color က vintage wash ပုံစံနဲ့လာတယ်သူက straight pant ဖြစ်တဲ့အတွက်ကြောင့်အရန်ကြက်တာအရန်ကြီး baggy ဖြစ်တာမကြိုက်တဲ့သူတွေအတွက်တော့တော်တော်လေးအဆင်ပြေပါတယ်ကဲဒါဆိုရင်တစ်ချက်လောက်ဝတ်ကြည့်လိုက်အောင် T-shirt လေးရဲ့ဈေးနှုန်းကတော့6000နဲ့6000ဖြစ်ပါတယ်ဂျင်းထုတ်ပတ်လေးကတော့ကျွန်တော်ကြိုက်လို့ Coco Original ကပဲဝယ်ထားတာဖြစ်ပြီးတော့98,500ပေးရပါတယ်အပေါ်ကဝတ်ထားတဲ့ tan top လေးရဲ့ဈေးနှုန်းကတော့2000ဝယ်ဖြစ်ပါတယ်ဂျင်းပေါင်းမီလေးကတော့9000နဲ့8000ဖြစ်ပါတယ်အပေါ်ကဂျင်းညီလေးကတော့95,500ဖြစ်ပါတယ်